ကြီးလုံနေလို့လေ ဘဲကခိုင်းလို့ပဲဟိုဆန်ကနှစ်ပြီးအိတ်တွေအကုန်ထုတ်ပြီးသားအားလုံးကတော့ရမှာပဲဟိုဒါပေမဲ့အဲ့ထဲမှာကျွန်တော်ညီမလေးတယောက်ကအလုပ်ငန်းသူညီမလေးတယောက်ကသူကကြတော့လက်လူထဲမှာလူကလူကျင်လို့တဲ့ဆိုပြီးတော့သူကဖတ်တာထုတ်ထုတ်တယ်ပြီးရခါကျကျွန်တော်အဲ့ဒီနဲ့မဲလေးတွေလုံးလိုက်လို့တော့ကျွန်တော်ပေးထားတဲ့စာရွက်တွေပေါ့နော်အဲ့ဒီစာရွက်တွေအားလုံးကျဲမှာပေါ့နော်ကံဖက်မဲ့ထည့်ထားတယ်တစ်ခါ3000 5000တသားအဲ့လိုလေးထည့်ထားတယ်အဲ့ဒါလေးပေါက်တယ်ဒီနေ့ကကြတော့ကျွန်တော်အသက်50ပြည့်ရဲ့နှစ်ဒီကနေ့ကမပြည့်မလား40ပြည့်ရတယ်ဒီနေ့က50ပြည့်ရဲ့နှစ်50ပြည့်ရဲ့နှစ်ပြီးတော့အဲ့ထဲမှာနံပါတ်50ပေါက်တဲ့လူကပတ်စံပန်းစီတစ်စီးရမယ်ပြီးတော့စီဘူးတစ်ခုရမယ်နော်ပြီးတော့ဆန်အိတ်ထုပ်များလေးလိုပဲတန်းတိုင်းတစ်ပါမယ်ပြီးရခါကျတော့1 set တစ်စုံထည့်ပေးထားတယ်နောက်သူကအဲ့နံပါတ်ပြီးခဲ့တဲ့နေ့ကနံပါတ်49ကကလေးမလေးပေါက်သွားတာဒီနေ့ကတော့ဘယ်လိုပေါက်မလဲမသိဘူးမဲနိုင်လို့ပေါက်တဲ့လူကနံပါတ်50ပေါက်တဲ့လူကအဲ့ဒီ၄မျိုးရမယ်9ရောက်တစ်ခွက်ချင်းဝင်ပြီးနော်သိလားအဲ့စာရွက်တွေဝင်ထားတယ်ဆိုတော့အဲ့ဒီအကုန်ရမှာနော်အကုန်ရမှာပါပြေးလိုက်တော့ကျွန်တော်ဘယ်တော့မှလည်းအားဘူးတော့ဆိုင်ကြီးပဲပြတ်မရသေးဘူးဒီနဲ့ထောင်းတော့နော်နောက်ပါ9ရောက်ခဲ့9ရောက်ခဲ့မမောင်းနောက်2ရောက်ဒီမှာဟိုတန်တော့အေးလိုက်ရောဒါ3000နဲ့ဆက်အေးရဲ့ရောဒါပြန်နေတယ်ဟုတ်ပါဘူးဟုတ်ခွန်းနိုင်မှာ2ယောက်ပါလာလားမလားဘယ်လိုလဲရေးနိုင်ပါလဲမေးရွယ်ရေးနိုင်တယ်ပြတ်တိုင်းပြီလားရောဆံမဲရမယ်ခဏလေးနော်ဆံမဲရမယ်ဒါလည်းပြီးတော့နောက်တစ်ယောက်ခဏလေးနေအောင်လို့ဆံမဲရမယ်ရတာတော့ပါဘူးနော်နိုင်လားတော့ဒီတဲနိုင်လားပုံစံကဖြစ်လို့ရှိဘူးရောဒီတော့ဖွင့်ကြည့်လိုက်တော့ဖွင့်ကြည့်လိုက်အားတော့ဘလောက်တော့1000ပေါက်ပါလေရှင်တော့ဒီလားလူခံတဲ့လူကြီးဆိုရင်မလူရရင်မနေနိုင်ဘူးဆိုတော့ဆန်ကတော့ကျွန်တော်ကကြတော့ကိုသတ်မှတ်ထားတဲ့လူကြီးပေါ့နော်အဲ့လူကြီးတိုင်းပဲကိုဆန်ကလောက်ထားတာဖြစ်တယ်ဆိုဆန်ကတော့မရှိတော့ဘူးအဲ့ကြတော့ကျွန်တော်တက်နိုင်တဲ့ထဲကပတ်ဆက်တူပြီးလိုက်တယ်နော်အားလည်းတစ်ခုချင်းစဉ်းစားပြောဒီဝါကိုပုံရပြီးဆက်လက်လုပ်ပါအေးရနိုင်ဒီဘုံနဲ့အဲ့မအောင်တို့ရင်ကတာရှောက်ပြောမလို့ဟုတ်ကဲ့အားလုံးအလည်းကင်းပေးခြင်းအောင်ဒီနေ့မေတ္တာတုတ်တန်ဆိုတာကလည်းပဲဒီနေ့လူချစ်ခင်နဲ့ချစ်ခင်ဖြစ်တဲ့မေတ္တာတုတ်တန်ပါပဲ